ဟုတ်ပါတယ်အခုအခမ်းအနားကိုအဖွင့်တဲ့ချင်းနဲ့ဖွင့်ပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်အဖွင့်မှာစကားပြောကြားပေးဖို့အတွက်ဦးလာဦးကနေပြီးတော့အဖွင့်မှာစကားကိုပြောကြားပေးမှာဖြစ်ပါတယ်အားလုံးတော့ဝါရမှန်တယ်ဒီကုန်းပေါင်းနမကဲတဲ့ပေါင်းလို့မင်္ဂလာပါလို့ပြောတော့တော့ဆုံးတယ်။ဒါပြလို့လည်းလို့ဆိုတော့ဒီနေ့ဒီချိန်ကမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ခါလမရတစ်ခုမင်္ဂလာရှိတဲ့လူသားတွေကိုလုပ်ဖို့အတွက်ကျွန်တော်တို့ရဲ့တိုင်းသားဒီပုံမှာပေါင်းဆုံးပါမိမိရဲ့ရဝိနည်းနဲ့ဝိနည်းနဲ့လို့တက်ကြတာပါလို့လှုပ်ရှားကြတဲ့အတွက်သူတည်ရှိပါတယ်။နိုင်ငံရေးရဲ့ပြဿနာဆိုတာကအချိန်နဲ့အခါနဲ့ချိန်တဲ့အခါတဲ့ဖြစ်ပေါ်နေတဲ့အချိန်ကာလမှာလောက်ရတာကိုကျွန်တော်တို့တိုင်းသူတိုင်းသားဒီကောင်မောင်မတွေအားလုံးကရေးပြီးလိုပဲခြားခြားဘယ်နေရာပဲရောက်ရောက်နားလေတဲ့စိတ်ခံစားတဲ့စိတ်ကိုယ်ချင်းစာနာတဲ့စိတ်တွေနဲ့အတူမိမိတို့ရဲ့ဘလို့ပဲအနေထိုင်ကောင်းမွန်အနေစားဘလို့ပဲပြည့်စုံမိမိတို့ရဲ့တိုင်းပြည်မှာကြံခဲ့တဲ့မိဘဘောင်မအားချင်းအားလုံးအတွက်လိုအပ်တဲ့အချိန်မှာလိုအပ်တာကိုထွက်ပြီးတော့အားလုံးလိုက်ဝင်လုပ်တိုင်းဆောင်ရတဲ့အတွက်မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့နေ့ကျွန်တော်တို့ပြောကြမှာအဲဒီလိုပြောရတာလေမကြခင်မှာဘူးလားလာမဲ့3-4ရက်ဝန်းကျင်ဩဂုတ်လရဲ့31ရက်နေ့မှာကျင်းပမဲ့မန္တနိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးကိုရှေ့ရှုတဲ့21ရာစုပင်လုံညီလာခံကြီးဟာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာကြိုဆိုခွင့်ရတဲ့အတွက်လည်းအင်တာဂုဏ်ပြုပါတယ်။ပါဝင်ဆင်နွှဲကြတဲ့ဒီကိုမောင်မတိုင်းရင်းသားတွေကိုလည်းဂုဏ်ယူဝမ်းမြောက်ပါတယ်။အဲ့ဒီလိုအခွင့်အရေးကဘလောက်ထူးခြားလဲဆိုရင်နှစ်ပေါင်း60ကျော်ကာလမှာဒုတိယတစ်ကြိမ်ပြန်လည်ရောက်ရှိလာခြင်းဖြစ်တဲ့အခါအခွင့်သင့်တဲ့အချိန်မှာအခါအခွင့်နဲ့ညီလက်စုပ်လက်ကပြုပြီးတော့မိမိတို့ရင်တွင်းမှာရှိနေတဲ့တိုင်းပြည်ရဲ့စစ်ပြီးကိုဝိုင်းဝန်းငြိမ့်ခဲ့တယ်ဆိုတဲ့အယူဆကိုရင်ထဲမှာရောက်ပြီးတော့ငြိမ်းချမ်းရေးပန်းနိုင်တဲ့အတူလူလောကမြန်မာနိုင်ငံတွင်းမှာရှိတဲ့တိုင်းသူပြည်သားတွေရဲ့ဒုက္ခကိုအမြင့်ပြည့်အောင်လုပ်မဲ့ပွဲမှာငါတို့နဲ့ပါဝင်နေဆိုတဲ့ဝမ်းသာအားရစိတ်ဓာတ်တစ်ခုကိုရရှိသွားစေချင်ပါတယ်။အဲဒါကြောင့်မို့လို့ဒီနေ့ဒီကျင်းပတဲ့အခမ်းအနားမှာသက်ဆိုင်ရာကဝဲတွေတာဝန်ယူမှုသီးသီးတွေကျွေးမွေးပြုစုမှုတွေစသည်တို့ကိုလိုအပ်သလိုလုပ်ကိုင်ဆောင်ရွက်ပေးကြတဲ့တိုင်းရင်းသားမျိုးနွယ်စုအားလုံးရဲ့စေတနာဆက်ဆက်မှုရဲ့မြန်မာနိုင်ငံသားတွေရဲ့မြစ်တာဗမာနိုင်ငံသားတွေရဲ့နိုင်ငံရေးအသိကြွယ်ဝမှုတွေကိုဒီနေ့ပြသခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြတယ်။ဒါကြောင့်မို့လို့ရှေ့ဆက်လည်းပဲနိုင်ငံတော်ရဲ့ငြိမ်းချမ်းမှုနိုင်ငံတော်နဲ့ပတ်သက်လာတဲ့လူသားတွေမျိုးနွယ်စုတွေရဲ့ကောင်းကျိုးကိစ္စတွေကိုစတဲ့တဘိုးအတူတကွဒီတဲ့စီကားတိုက်ဝင်ကျွန်တော်တို့ရှေ့ပွဲစဉ်တွေမှာဆက်လက်ဆောင်ရွက်ကြပါလို့ဖိတ်ခေါ်ရတဲ့ကျွန်တော်ဒီကိုချုပ်လိုက်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်